အင်္ဂလိပ်စကားလုံးတွေကိုအစင်းမြင့်မြင့်ခေါ်လို့ရှိရင်တော့ vocabulary လို့ခေါ်တာအစင်းနှိမ့်နှိမ့်ခေါ်လို့ရှိရင်တော့ meaning လို့ခေါ်တယ်အဲ့တော့ vocabulary ပဲဖြစ်ဖြစ် meaning ပဲဖြစ်ဖြစ်သူကကြက်မှတ်ရတဲ့အမျိုးအစားလားပေါ့နော် vocabulary ရချင်လို့ရှိရင်ကြက်ရသလား meaning ရချင်ကြက်ရသလားဖြေကတော့မကြက်ရပါဘူးဟို KG တို့မူလာတန်းတို့တိတ်သေးတဲ့ကလေးတွေကြတော့သူတို့ကတော့ကြက်ဖို့လိုတယ် vocabulary စာမဖတ်သေးတက်သေးတဲ့အရွယ်လေးတွေအဲ့ဒီမှာဆိုလို့ရှိရင်တော့ကြက်ဖို့လိုတယ်စာဖတ်တတ်တဲ့အတန်းပေါ့နော်အလယ်တန်းလောက်ရောက်ပြီဆိုလို့ရှိရင်တော့ vocabulary ကမကြက်တဲ့တော့စာဖတ်ခြင်းအပြင် vocabulary ရအောင်လုပ်တဲ့ငယ်ရွယ်စဉ်ခါတုန်းကဉာဏ်မမီသေးတဲ့အတွက်ကြောင့်မလို့ဣတိမလဲ vocabulary ကကြက်မှရမယ်အနေအထားမျိုးဆိုရင်တော့ကြက်ရတာပေါ့လူကြီးဖြစ်ဖြစ်နဲ့လည်းဉာဏ်မမီလို့ကြက်တယ်ဆိုလဲကြက်ရတာပေါ့လေသို့တော့ဉာဏ်မီတဲ့အင်္ဂလိပ်စာကိုတကယ်အင်္ဂလိပ်စာနဲ့တူအောင်တကယ်ရေးတတ်ဖတ်တတ်ဖြစ်အောင်တက်ချင်တယ်ဆိုလို့ရှိရင်တော့ vocabulary ကမကြက်ရအောင်ဘာလို့ရတာလဲဆိုလို့ရှိရင်ဝိထုတွေဖတ်ပြီးတော့မှအဲ့ဒီဝိထုတွေထဲမှာတွေ့တဲ့ vocabulary တွေကိုတွေးပါမြင်ပါများပြီးမှတ်မိပြီးတတ်လာတာအဲ့ဒါကြမှတကယ်တတ်တယ်ဒါလို့ရှိရင် vocabulary ကိုစုဆောင်းရမှာကြက်ပြီးတော့စုဆောင်းတဲ့နည်းနဲ့ဝိထုဖတ်ပြီးတော့စုဆောင်းတဲ့နည်းနဲ့နည်းနဲ့အားသာချက်အားနည်းချက်ပေါ့လေနံပါတ်1ကြက်တဲ့နည်းပေါ့ကြက်တဲ့နည်းရဲ့အားနည်းချက်ကတော့မေ့တာပဲ vocabulary အလုံး300လောက်ကို1 2 3 4နံပါတ်စဉ်တက်ပြီးကြက်လိုက်လို့ရှိရင်အလုံး300မြောက်ကိုရောက်တဲ့အခါမှာနံပါတ်1အလုံးဘာမှမသိတော့ဘူး revision ပြန်ပြီးတော့တက်ကနေပြန်ကြက်အလုံး150မြောက်ကိုရောက်လို့ရှိရင်300မြောက်အလုံးကဘာမှမသိတော့ဘူးလူရဲ့ဦးနောက်ကဆက်ဆက်မှုမရှိတဲ့အချက်လက်တွေကိုမှတ်သားရတာသိခက်တယ်မှတ်သားနိုင်စွမ်းမရှိဘူးမေးလဲမေးလွယ်တယ်အပင်လေးအပန်းလေးတစ်မျိုးရဲ့နာမည်ကောင်းငင်ကကျဲတစ်ခုရဲ့နာမည်ငပြောပင်ရဲ့နာမည်အဖနာရဲ့နာမည်ပေါ့နော်ဒါလေးလျှောက်ချက်ဘာမှဆက်ဆက်မရှိဘူးဆက်ဆက်မရှိတော့မေ့သွားတော့ဒါကတော့မကောင်းတဲ့အချက်တစ်ချက်ပေါ့လေကြက်ချင်းရဲ့မကောင်းတဲ့အချက်တစ်ချက်နောက်တစ်ချက်ကတော့တားအားဆိုင်ရတယ် vocabulary တွေကိုစကားပြောရင်မှတ်ရင်စာဖတ်ရင်နဲ့ဆိုလို့ရှိရင်အားဆိုင်စရာသိမလို့ဘူးဆိုကြပါစို့ဗမာစကားပြောတတ်နေတယ်ဗမာစာရေးတတ်နေတယ်ပေါ့နော်အဲ့ဒါကဇာနီအဲ့ဒါကကြက်ပြီးတော့တတ်နေတာမဟုတ်ဘူးနေ့စဉ်တွေ့ပါမြင်ပါများပြီးတော့တတ်နေတာပေါ့သိအားဆိုင်စရာမလိုအခုဗမာတွေပြောနေကြတဲ့ vocabulary တွေကိုဗမာတွေဘယ်လိုတတ်လာလဲနင်းကန်ကြက်ပြီးတတ်လာတာလားမဟုတ်ဘူးတွေ့ပါမြင်ပါများကြားဘူးနာဝပါလေးပဲအလိုလိုစိတ်ဝင်ပြီးတော့တတ်သွားတာပြီးတော့လည်းတကယ်တတ်တယ်မမေ့ဘူးဗမာလူမျိုးတယောက်ကရေအိုးကိုမေ့သွားလို့ vocabulary မေ့သွားလို့မပြောတတ်ဘူးဆိုတာမရှိဘူးအဲ့တော့ကြက်တဲ့နည်းကအားသိစိုက်ရတယ်စာဖတ်တဲ့နည်းကအားစိုက်စရာမလိုသူကသူအလိုလိုနောက်တစ်ခါပမာဏ vocabulary ကိုထိုင်ကြက်နေတဲ့လူကအရေးတွင်အပြင်လည်းများများမကြက်နိုင်သလိုတစ်ဖက်ကလည်းပြန်မေ့နေတယ်အဲ့တော့အလုံး300-400လောက်500လောက်ပေါ့နော်အဲ့လိုရလာတဲ့အခါမှာထပ်တရက်ကို vocabulary နောက်10လုံးထပ်ကြက်တယ်ထားမေ့နေတာ10လုံးနဲ့ထပ်မတိုးတော့ vocabulary အလုံး900 1000အဲ့လိုရောက်လာတဲ့အခါမှာထပ်ကြက်တဲ့ဟာနဲ့မေ့သွားတဲ့ဟာနဲ့ပလိုင်းပေါင်းနဲ့ဖားကောက်ပေါ့နော်ထပ်မတိုးတော့ဘာကြောင့်မလို့ကြက်တဲ့နီးနဲ့ vocabulary များများမရနိုင်ဘူးဥပမာ
dictionary ကျက်တယ်ပေါ့ Oxford dictionary ကျက်ဖူးတယ်တစ်နှစ်ကျော်လောက်ကျက်ရတယ်ကျက်လဲပြီးရောဘာမှသိမသိတော့ဇက်ကိုရောက်လဲရောက်ကော area စလုံးနေမသိတော့နောက်တစ်ခါကြက်ချင်းရဲ့အားနည်းချက်ရှိတယ်အဲ့ဒါကတော့စလုံးနေရဲ့အသုံးကိုမသိဘူးညီမချင်းချထားတဲ့အဓိပ္ပာယ်ကိုပဲသိတယ်စလုံးနေရဲ့အသုံးနှုန်းကိုမသိဘူးဘာနဲ့ရတဲ့လူတလဲဆိုလို့ရှိရင်ဥပမာဒိုင်းသေးသည်ဓာတ်သေးသည်နော်expire သေးသည် disease သေးသည်သေတဲ့စလုံးတွေအင်္ဂလိပ်စာမှာအများကြီးပဲပေါ့အဲ့ဒါဂွန်းကိုတော့မှသေတယ်ဆိုပြီးသုံးလို့ရသေးတယ်အဲ့လိုကြက်လိုက်တာပေါ့အကုန်စလုံးတွေသေသည်နော်ဒီလိုမျိုးကြက်လိုက်တယ် take the left breath ဒါလည်းသေတာပဲ pass away ဒါလည်းသေတာပဲသေတဲ့စလုံးတွေ10နဲ့ချီပြီးရှိတယ်အဲ့လိုကြက်ထားတယ်ပေါ့လေဒီသေတာနဲ့ပတ်သက်တဲ့စလုံး10နဲ့ချီပြီးသိတယ်ပေါ့ကြက်လို့မှတ်မိနေတယ်ပဲထားတာပေါ့ကဲအခုစာပြန်ရေးတော့မယ်ရေးတဲ့အခါမှာဆေးရုံမှာအသက်60လောက်ရှိတဲ့ဥပါကြီးသေသွားအောင်အဲ့ဒါကိုကိုကရေးတော့မယ်ဘယ်စလုံးကိုသုံးမလဲတက်ကိုသုံးမလားဒိုင်းကိုသုံးမလား expire သုံးမလားခဏတိတ်တဲ့ left breath သုံးမလား disease ကိုသုံးမလား pass away ကိုသုံးမလား gone သုံးမလားပေါ့နော်မသိတော့အဲ့ဒါကြက်ချင်းရဲ့အားနဲ့ချက်ပဲယူစိတ်မပါဘူးကြက်တာမှာအဲ့ဒါဓာတ်ညီများချင်းသေသည်ဒိုင်းညီများချင်းသေသည်အဲ့လိုသေသည်လို့ပဲရေးထားတာဘလို့သေတာလဲဘလို့နေရာမျိုးမှာသုံးတာလဲဆိုတာချက်တဲ့အထက်မှာမပါဘူးဘာကြောင့်မလို့ dictionary ပဲဖြစ်ဖြစ်ကွာ meaning ပဲဖြစ်ဖြစ်အဲ့လိုကြက်ပြီးတော့တတ်တဲ့လူဟာတကယ်အစေးတွေလက်တာတွေရေးမယ်ဆိုတဲ့အခါမှာမှန်ကန်တဲ့စလုံးကိုမရွေးချယ်တတ်ဘူးယူစိတ်မပါဘူးဟိုစာဖတ်ပြီးတော့ vocabulary ကိုရနေတဲ့လူကဝိတ္ထုဘယ်ဝိတ္ထုသွားဘယ်ဇန်လန်းဘယ်အခန်းမှာဓာတ်လေးသုံးသွားတယ်ဘယ်နေရာမှာဒိုင်းလေးသုံးသွားတယ်ဘယ်နေရာမှာ expire လေးသုံးသွားတယ်ခုနဥပမာလိုဟာမျိုးဆိုရင်အသက်60လောက်ရှိပြီဆိုတော့ expire သုံးနေတာပေါ့နော်အဲ့လိုမျိုး usage ကိုသိတဲ့အတွက်ကြောင့်အဲ့လိုနီးနဲ့ရထားတဲ့ vocabulary တွေကများလဲရနိုင်တယ်မမေ့တဲ့အပြင်သူ့နေရာနဲ့သူအဝင်ခွင်ကြပြန်သုံးနိုင်တယ်ဥပမာနိုင်ငံသားတယောက်ကဗမာစကားကိုလေ့လာတယ်ဆိုကြပါစို့လေ့လာရင်မိတော့ meaning ကျက်တယ်ဗမာ meaning ကိုကျက်တော့ဘယ်လိုရေးထားမလဲပေါ့ဥပမာပြန်လွန်တော်မူသည်ညီမြချင်းဒိုင်းအနက်ရွာဆန်သည်ညီမြချင်းဒိုင်းပေသည်ညီမြချင်းဒိုင်းကွယ်လွန်သည်ညီမြချင်းဒိုင်းရှောသည်ဂန့်သည်အများကြီးပေါ့လေနော်ဆုံးမတဲ့တာဇီဝသဘောကနိဇီဝသဘောကိုပြောင်းရွှေ့တယ်အများကြီးပဲပေါ့ညီမြချင်းဒိုင်းဟုတ်ပြီဒါဆိုလို့ရှိရင် तू ကလမ်းဘေးကခွေးလေးတစ်ကောင်သေတာကို तू ကရေးချင်ပြီရေးချင်တဲ့အခါမှာလမ်းဘေးကခွေးလေးသေတာဒီဘာနဲ့သုံးရမလဲဆိုတာ तू မသိတော့ तू သိတာကအားလုံးကသေသည်ကြီးပဲနော်ဒိုင်းကြီးပဲသိထားတယ်ယူစိတ်ကို तू မသိတဲ့အခါကျတော့ तू ကဆိုကြပါစို့ခဏလို့ပေါ့နော်နတ်ရွာဆန်သည်တို့အဲ့လိုတွေရှောက်ရေးတော့မှာပေါ့နော်လမ်းဘေးကခွေးလေးနတ်ရွာဆန်သည်မကြိုက်တော့ဟာတာတွေဖြစ်သွားတယ်နော်ဟာတာတွေဖြစ်သွားတယ်ဥပါကြတော့ဂန့်သွားသည်ဒီလိုမျိုးပေါ့အဲ့ဒါကြီးစရာတွေဖြစ်တယ် vocabulary ရဲ့အသုံးကိုမပိုင်နိုင်ဘူးအလူရနေသည့်တိုင်အောင်သုံးမတည့်ဘူးဒါကြောင့်မလို့ vocabulary ကိုစုဆောင်းတဲ့အခါမှာများလဲရအောင်ပြန်လဲမမေ့အောင်သုံးနှုန်းကိုလည်းသိအောင်ဝိတ္ထုဖတ်ခြင်းအပြင်လေ့လာမှသာလေအင်္ဂလိပ်စာကိုတကယ်တတ်နိုင်တယ်ကြက်ထားတဲ့လူတယောက်ဟာမရေးနိုင်ဘူးစာကိုမပြောနိုင်ဘူးသူပြောနိုင်လို့ရှိရင်လည်းတူတူလေးတွေပဲဟိုစလုံးလေး3လေးလုံးလောက်ပါတယ်5လုံးလောက်ပါတယ်ဝက်ကြလေးတွေအဲ့ဒါတော့မှပဲတကယ်တမ်းပြန်အသုံးမသိရင်မမှန်ဘူးဆိုတော့ vocabulary ကိုကြက်ထားသည်အားစိုက်ရမှုအများဆုံးနဲ့ပြန်မေ့နေတာဖြစ်တဲ့အတွက်ကြောင့်အကျိုးမရှိဘူးစာမွေးဖြည့်ပြီးပါညာသူအင်္ဂလိပ်စာနဲ့ဝေးသွားရင်0နီးနီးတော့ပြန်ဖြစ်သွားတယ်ဟိုအင်္ဂလိပ်စာဖတ်ပြီးတော့မှတတ်သိနေတဲ့လူကကြမှာရေရှည်အလုံးများလည်းပါတယ်အသုံးနှုန်းကိုလည်းသိတယ်အားစိုက်မှုကလည်းနည်းတယ်မေ့လည်းမမေ့ဘူးပေါ့နော်ဒါကြောင့်မလို့ vocabulary အထိုက်လျောက်တတ်ပြီးလို့ရှိရင် grammar သင်ပြီးတော့စာဖတ်နိုင်အောင်လို့စာဖတ်နိုင်ပြီဆိုတာနဲ့နိုင်ငံခြားအစာအုပ်တွေနော် Reader Digest တို့
novel တို့နော် short stories တို့နော်နိုင်ငံခြားဓာတ်ရိုက်ထုတ်တဲ့စာအုပ်တွေအဲ့စာအုပ်တွေကိုဖတ်နော်ရရှိမှုခက်ခဲတယ်ဆိုရင်လှမ်းပြီးဆွေးနွေးလို့ရတယ်ရန်ကုန်ပန်းဆိုးတန်းစာအုပ်အဟောင်းတန်းနော်အဲ့ဒီမှာအင်္ဂလိပ်စာအုပ်တွေအများကြီးပါဆိုတော့နီးမှန်လမ်းမှန်တဲ့ vocabulary ကိုရအောင်လုပ်နိုင်တယ်ဆိုလို့ရှိရင်ခန္ဓာကြီးကျယ်တဲ့ vocabulary ကိုမှန်ကန်သုံးပြီးရေးတတ်တဲ့တကယ်အင်္ဂလိပ်စာတဲ့တယောက်ဖြစ်မယ်လို့ပြောကြရင်ဒီနေ့တော့ဒီလောက်ပါပဲနော်အင်္ဂလိပ်စာတဲ့ဒီများဖြစ်ကြပါစေ